ဟုတ်ပြီဒီနေ့ပြောချင်တာကတော့ quadratic equation ကို factoring method နဲ့ solve လုပ်တဲ့နည်းဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာ exercise နှစ်ခုရှိပါတယ် exercise 1 and 2ဒီနှစ်ခုမှာပွားခြားချက်ကတော့ x square ရဲ့ရှိမှာဒီကောင်က9ရှိတယ်သူ coefficient ကဒီကောင်ကကျတော့1ရှိတယ်ဟုတ်ပြီအဲ့ဒီကိုပွားခြားချက်ပါပဲဒါပေမဲ့ဒီ method သုံးရင်တော့အများကြီးကွာခြားမှုတော့မရှိပါဘူးဒါပေမဲ့ exercise နှစ်ခုပြထားမှာဖြစ်ပါတယ်အခုကပိုပြီးနားလည်ပါအောင်Number 1 in Sabi ideal. Okay, Sabi to Jimmy saying x squared plus 3x minus 4 equal to 0. Okay. The equation on your own, Tiama, to a standard Ponsan Chara equation, Volumia Pumne sort x squared plus a plus b x plus ab equal to 0. The equation on Jimmy saying ထူးကြတာဒီမှာ a နဲ့ b a times b ကအလဲ middle term နဲ့ဆက်ဆက်မှုရှိတယ်အလဲမှာကျတော့ a နဲ့ b နဲ့ပေါင်းထားတာဖြစ်နေတယ်ဟောအဲ့တော့ပြောချင်တာဒီမှာဆိုရင်ဒီ equation ကိုကြည့်မယ်ဆိုရင်လေအနှုတ်လေးကအနှုတ်3ဒီပေါင်း3နဲ့ဆက်ဆက်မှုရှိနေမယ်ကဲအဲ့တော့လေးကို a b လိုမျိုးခွဲကြည့်အောင်ကဲစပြီနော်ဒီကောင် -4 ဟုတ်ပြီ4ပထမအရင်ဆုံး4ရင်စာရေးမယ်4ဆိုတာဘာသာရှိမယ်4ဝင်မယ်ဆိုရင်2 2လီ4 4တလီ4ဟုတ်ပြီကဲဒီကောင်ကိုဒီ2 2လီ4နဲ့2 2နဲ့4တက်ကပေါင်းမယ်ဆိုရင်ပေါင်းဖြစ်နှုတ်တာဖြစ်တစ်ခုလုံးမယ်ဆိုရင်3ရနိုင်လား3ရနိုင်လားဆိုရင်ဒီ4 times 1ပဲဖြစ်နိုင်တယ်ဘာလို့ဆိုတော့2နဲ့2ဆိုရင်2နှုတ်2ကလည်း3ည2ပေါင်း2ကလည်း4ဖြစ်နေတယ်ကဲဟုတ်ပြီအဲ့တော့ဒါဆိုရင်4နဲ့ဘာနဲ့ပေါင်းရင်3ရမယ်4အပေါင်း -1 ဒါဆိုရင်3ရမယ်ဟုတ်ပြီဒီကောင်4 -1ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီပုံစံတိုင်းဒီ equation ပုံစံတိုင်း group လုပ်ကြအောင်ပြန်ရေးမယ်အဲ့တော့ x square plus 3ဆိုတာပါလေ4နှုတ်1ဟုတ်ပြီနော်ဗဒီကောင် relationship ပြလိုက်တာအနှုတ်4နဲ့ဒီ3ကြမှာအဲ့တော့4နှုတ်1ရတယ်4နှုတ်1 x ပြီးနှုတ်4 equal to 0ဟုတ်ပြီခုဒီမှာဆိုရင်ကျွန်တော်တို့ group ဖွဲ့ရတာပေါ့ဒီကောင်ပြန်ရေးမယ်ဘယ်လိုပြန်ရေးမလဲ x squared plus 4x minus x minus 4 equal to 0ဒါဆိုရင်ကျွန်တော်ဘာတွေ့လဲဆိုတော့ group လုပ်လို့ရတာဒီကောင်လေးနဲ့နောက်ကဒီကောင်လေးကျွန်တော် group လုပ်မယ်ဟုတ်ပြီ group လုပ်မယ်ဆိုရင်ပထမဆုံးထိတ်က x ကိုပုံထုတ်လို့ရမယ်အဲ့ x ကိုပုံထုတ်လိုက်ရင်ဘာကျန်မလဲ x plus 4ကျန်မယ်ဟောနောက်ဆုံး term နောက်ဆုံး group လုပ်ရဒီနောက်ဆုံးဒုတိယ term ကကြတော့အနှုတ်ကိုပုံထုတ်မယ်နှုတ်ကိုထုတ်လိုက်တဲ့ခါကျရင် x plus 4ကျန်မယ်ပြပါ equal to 0ဟောဒီမှာကြည့်မယ်ဆိုရင် x plus 4နဲ့ x plus 4ကတူတူဖြစ်နေတယ်ဒီကောင်ထပ်ပြီးတော့ပုံထုတ်လိုက်မယ်ဆိုရင် x plus 4ကိုပုံထုတ်မယ်ထုတ်လိုက်မယ်ဆိုရင်ဘာကျန်မလဲ x ကျန်မယ်ပြီးအနှုတ်1ကျန်မယ်ဟုတ်ပြီ equal to 0ဟုတ်ပြီအဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်ဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ x plus 4နဲ့ x minus 1နဲ့နှစ်ခုမြောက်ထားတာ0နဲ့ညီတယ်သူပုံစံဆိုရေဘောအပြင်ကြည့်ရမယ်ဆိုရင်ဒီကောင်ကဲဆိုကြပါစို့ a times b equal to 0နဲ့ညီနေတယ်0နဲ့ညီမယ်ဆိုရင်ဒီမှာ a ကလည်း0ဖြစ်နိုင်တယ်လို့ b ကလည်း0ဖြစ်နိုင်တယ်ဒီကောင်လည်း0ဖြစ်နိုင်လို့ဒီကောင်လည်း0ဖြစ်နိုင်တယ်အဲ့ဒါမှလည်းနှစ်ခု0နဲ့တစ်ခုနဲ့မြောက်မှာ0ဖြစ်မှာဒါမှမဟုတ်နှစ်ခု0 times 0လည်းဖြစ်နိုင်တယ်နော်0နဲ့0နဲ့မြောက်လဲ0ရနိုင်တယ်အဲ့တော့ဒီမှာရေးမယ်ဆိုရင်ဘယ်လိုရေးရမလဲဆိုတော့ x plus 4 equal to 0 or ဟုတ်ပြီနော် x minus 1 equal to 0ဒါဆိုရင်အဖြေက x equal to -4 or x equal to 1ဒါ factoring method နဲ့ solve လုပ်ရဖြစ်တယ်ကဲအဲ့တော့ဒုတိယပု္ပ္ပစာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ဒုတိယပု္ပ္ပစာကြည့်မယ်ဆိုရင်ဒုတိယပု္ပ္ပစာမှာ 9x square ကျွန်တော်ရေးလိုက်မယ် 9x square minus 9x plus 2ဟုတ်ပြီ
9x square minus 9x plus 2 equal to 0ဒီပုံစံမှာကြတော့ထူးခြားချက်ကဘာရှိသွားလဲဆိုတော့ဒီပုံစံမှာဆိုရင်ဒီကောင် coefficient က9ဒါလေးပဲပါနေပို့နေအဲ့တော့ကျွန်တော်တို့ဒီမှာခွဲမယ်ဆိုရင်ပထမဒီဘယ်လိုမျိုးလောက်ရမလဲဆိုတော့ဒီနောက်ဆုံး term sorry ဒီနောက်ဆုံး term နဲ့ဒီရှေ့ဆုံး term နှစ်ခုကိုကျွန်တော်ပြောင်းလိုက်မယ်ဟုတ်ပြီအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့9 times 2ဒီကောင်18နှစ်ခုမြောက်ရင်18ရတယ်ဟုတ်ပြီကျွန်တော်အဲ့တော့18အခုဒီမှာကြောက်ကျွန်တော်18ဒီ18ကိုပြန်ခွဲမယ်18ကိုဘယ်လီဝင်ရမလဲဟော18ဆိုတာဘာရမလဲ18က6 3လီ18 9 2လီ18အမော18တလီ18ဟုတ်ပြီအဲ့ဒီနှစ်ခုကိုပေါင်းနဲ့နှုတ်တယ်လောက်ကြည့်မယ်လောက်ကြည့်တဲ့ခါကျရင်နှုတ်ကိုရနိုင်မှာအဲ့တော့ဒီထဲမှာဖြစ်နိုင်တာ6နဲ့3လည်းပဲဖြစ်နိုင်တယ်ဘယ်လိုလုပ်မလဲ6နဲ့3နဲ့နှစ်ခုအနှုတ်6အနှုတ်3ပေါင်းလိုက်မယ်ဆိုရင်18ရနိုင်တယ်ဟုတ်ပြီအဲ့တော့အနှုတ်6အပေါင်းအနှုတ်3sorry ကျွန်တော်ပြောတာ9အနှုတ်9ရနိုင်တယ်ပြောတာဘာလို့ဆို middle term က9ဖြစ်နေလို့ဒီက middle term ကအနှုတ်9ဖြစ်နေဟုတ်ပြီနော်အဲ့တော့ minus 9ဒီကောင် minus 9ရနိုင်တယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုယူလိုက်မယ်ဟုတ်ပြီအဲ့တော့အခုဒီမှာပြန်လာပြီးတော့ကျွန်တော်ပြန်ပြီးတော့ရေးအောင်ရေးမယ်ဆိုရင် 9x square minus ဟုတ်ပြီနော် minus 9ကကျွန်တော်ဘယ်လိုပြန်ရေးမလဲအနှုတ် 6x minus 3x ဟုတ်ပြီကျွန်တော်ဒါအနှုတ်ကိုပြန်ပြောင်းပြီးတော့ရေးလိုက်တာဖြစ်ပါတယ်ဒီကောင်အနှုတ်6နဲ့အနှုတ်3နဲ့ပုံစံပြန်ပြောင်းရေးလိုက်တာဖြစ်ပါတယ်ပြီးပေါင်းနဲ့ equal to 0ဟုတ်ပြီအဲ့တော့ကျွန်တော် group လုပ်မယ်ဆိုရင်ဘယ်လို group လုပ်မလဲဒီရှေ့ဆုံးကကောင် group တစ် group အနောက်ကကောင်တစ် group ဖွဲ့ပြီးလုပ်မယ်အဲ့တော့ရှေ့ဆုံးဆိုရင်3ကိုပုံထုတ်လိုက်မယ် 3x ကိုပုံထုတ်မယ် 3x ပုံထုတ်မယ်ဆိုရင်ထဲမှာပါကြမယ်3 3นี่9ဆိုတော့ 3x ကြမယ်3 2นี่6ဆိုတော့2ကြမယ်ဟုတ်ပြီသူ့အနောက်မှာဆိုရင်ကျွန်တော်ဒီရှေ့က 3x minus 2နဲ့နောက်က term ကိုညှိအောင်ဆိုရင်အနှုတ်ကိုပုံထုတ်လိုက်မယ်နှုတ်ကိုပုံထုတ်မယ်ဆိုရင်ကျွန်တော်တို့ 3x minus 2ကြမယ် equal to 0 sorry ကျွန်တော်ဒီမှာ line ကလိုက်ပါမယ်ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ဘာသွားတွေ့လဲဆိုတော့ 3x minus 2ရှိတယ် 3x minus 2ရှိမယ်ဒီမှာဒီ term နှစ်ခုဒီကောင်နှစ်ခုကတူနေတယ်တူတယ်ဆိုရင်ဒီကောင်ကိုထပ်ပြီးတော့ဆွဲထုတ်လိုက်ပုံထုတ်လို့ရမယ်ပုံထုတ်လို့ရတယ်ဆိုရင် 3x minus 2ပုံထုတ်မယ်ဆိုရင်အထက်မှာ 3x ကျန်မယ်ပြီးအနှုတ်1ကျန်မယ်ဟုတ်ပြီ equal to 0ကဲတော့ဒါပထမတိုင်းဖြစ်သွားပြီအဲကျွန်တော်ဘယ်လိုပြန်ရေးလို့ရတယ်ဆိုတော့ဒီကောင် 3x minus 2 equal to 0 or 3x minus 1 equal to 0ဒီမှာကျွန်တော်တို့ရမယ့်အဖြေက x equal to 2/3ဒါမှမဟုတ်ရင် x equal to 1/3ရမယ် okay thank you